ဂျူဘယ်ကိုရောက်ဖူးသူတိုင်းမျက်လုံးပုံစံလိုထူးခြားတဲ့အဆောက်အဦတစ်ခုကိုမြင်ဖူးကြမှာပါဒီအဆောက်အဦရဲ့နာမည်က Museum of the Future ဖြစ်ပါတယ်ဒီအဆောက်အဦကို2022ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီးကမ္ဘာအနာဂတ်နည်းပညာတွေကိုပြသဖို့တည်ဆောက်ထားတာပါအဝိုင်းပုံစံဒီဇိုင်းကလူသားတွေရဲ့အနာဂတ်ကိုကိုစားပြုထားပြီးအလဲကအပေါက်လေးကတော့မသိရသေးတဲ့အနာဂတ်ကိုကိုစားပြုတယ်လို့ဆိုကြပါတယ်အဆောက်အဦရဲ့အပြင်ဘက်မှာမြင်ရတဲ့အာရဘီလက်ရေးလှစာတွေဟာအလှဆင်ထားတာသာမဟုတ်ပါဘူးအဲ့ဒီစာတွေကဒူဘဲအုပ်ချုပ်သူရှိခ်မိုဟမ်ဘင်ရာရှီဒိုမက်ထွန်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့အတွေးအမြင်တွေကိုဖော်ပြထားတဲ့စာသားတွေဖြစ်ပါတယ်။ညအချိန်ဆိုရင်မီးရောင်တွေနဲ့ပိုပြီးလှပတောက်ပနေတဲ့အတွက်ခရီးသွားတွေမဖြစ်မနေဓာတ်ပုံရိုက်ကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။အတွင်းထဲကိုဝင်လိုက်ရင်နည်းပညာအာကာသစူးစမ်းရေးစက်ရုပ်နည်းပညာကျန်းမာရေးနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအနာဂတ်အတွေးခေါ်တွေကိုလက်တွေ့ခံစားနိုင်ပါတယ်။ပြတိုက်တစ်ခုဆိုတာထက်အနာဂတ်ကမ္ဘာကိုခဏတာသွားရောက်လဲပတ်နေရသလိုခံစားရစေပါတယ်။ဒါကြောင့်ဒူဘိုင်ကိုသွားလည်ဖို့အစီအစဉ်ရှိရဲဆိုရင် Museum of the Future ကိုမဖြစ်မနေသွားရောက်လေ့လာသင့်တဲ့နေရာတစ်ခုအဖြစ်ထည့်သွင်းထားလိုက်ပါအနာဂတ်ကိုဒီနေ့ကတည်းကမြင်တွေ့ကျင်သူတိုင်းအတွက်ဒီနေရာဟာအမှတ်တရအကောင်းဆုံးခရီးစဉ်တစ်ခုဖြစ်မှာသိကြပါတယ်။